အရေးသွင်းတဲ့ product တာဝန်ယူမှုရှိတဲ့ service အချိန်မီ support တွေမိမိရဲ့လုပ်ငန်းတွေကိုယခုထပ်ပို့ပြီးတော့စနစ်တကျစီမံခန့်ခွဲခြင်းတဲ့လုပ်ငန်းရှင်တွေရှိပါလားဒီလိုလုပ်ငန်းရှင်တွေအတွက် software solution တွေကိုကိုယ်တိုင်ရေးဆွဲထုတ်လုပ်ထားရှိပြီးတော့ after sales service ဘိုင်းကိုအကောင်းဆုံးဝန်ဆောင်မှုတွေပေးနေတဲ့ Galaxy Software Company ရှိပါတယ်Galaxy Software ကို2011ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတော့ယခုဆိုလို့ရှိရင်ဝန်ထမ်းပေါင်း200ကျော်ရုံးဝဲ10ခုနဲ့ customer ပေါင်း1000ကျော်တို့ကိုအကောင်းဆုံးဝန်ဆောင်မှုတွေပေးနေတဲ့ယုံကြည်စိတ်ချရတဲ့ software company ကြီးတစ်ခုပဲဖြစ်ပါတယ်ဒီလိုခိုင်မာမှုရှိတဲ့ Galaxy Software Company ကလုပ်ငန်းရှင်တွေအတွက်ဘယ်လို software solution တွေကိုဝန်ဆောင်မှုပေးလဲဆိုရင်တော့လက်လီလက်ကလုပ်ငန်းရှင်တွေအတွက် iStore Enterprise Cloud Based ERP software နဲ့ iStore softwareဘာrestaurant လုပ်ငန်းရှင်တွေအတွက် order တွေပေးလင်းအထိစနစ်တကျစီမံခန့်ခွဲနိုင်တဲ့ cafe POS ဆိုရယ် hotel လုပ်ငန်းရှင်တွေအတွက် front desk မှာအကောင့်တင်ပိုင်းဆိုင်ရာအထိ online offline နှစ်မျိုးလုံးအသုံးပြုနိုင်တဲ့ hotel pro software တို့ပဲဖြစ်ပါတယ်ရှင်အရေးသွင်းတဲ့ product တာဝန်ယူမှုရှိတဲ့ service အချိန်မီ support တွေကြောင့် customer တွေက Galaxy Software ကိုနှစ်ရှည်လက်တွဲရွေးချယ်ခဲ့ကြတာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်လုပ်ငန်းရှင်များအနေနဲ့မိမိတို့ရဲ့လုပ်ငန်းတွေကိုယခုထပ်ပို့ပြီးတော့စနစ်တကျစီမံခန့်ခွဲခြင်းနဲ့ဆိုရင်တော့ Galaxy Software ကိုအခုပဲဆက်သွယ်ဆောင်လိုက်ပါနော်